အသက်ကြီးလာရင်အယိုးပါပြီးပွားလာတဲ့အတွက်အယိုးကျိုးလွယ်ကြတယ်လို့ခက်လွယ်လွယ်ပြောရကြပါတယ်ဒီအချက်ဟာမြေကြီးလက်ခတ်မလွယ်ဖြစ်တာတော့မဟုတ်ပါဘူးကိုယ့်အယိုးတိဆောက်မှုကိုတတိထားပြီးကြန့်ခိုင်တန်ဆွမ်းအောင်လုပ်ပေးနိုင်ရင်တနည်းအားဖြင့်တင့်အယိုးတွေအယိုးပါယောဂါကနေဒိုင်းတစ်ဖွဲကာယံတားဆီးနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်အယိုးပါယောဂါမဖြစ်စေဖို့အတွက်အကောင်းဆုံးအာမခံချက်ကတော့အသက်30ကျော်အရွယ်လောက်ကလေးကအယိုးသိပ်သီးနေအောင်အမြင့်ဆုံးတိဆောက်ပေးဖို့လိုပါတယ်အဲ့ဒါလို့အယိုးသိပ်သီးလာအောင်လှုပ်ထားပြီးနောက်ပိုင်းမှာအယိုးဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်အောင်နေထိုင်စားသောက်ဖို့လည်းလိုပါတယ်ဒါကြောင့်အသက်40ကျော်50ကျော်ဒါမှမဟုတ်၎င်းနောက်ပိုင်းမှာတော့အသက်ကြီးလာတာကြောင့်အယိုးဆုံးရှုံးမှုကိုအစားထိုးဖို့နဲ့အယိုးမဆုံးရှုံးရစေအောင်ကြိုတင်စီမံထားမှုတွေအများကြီးလုပ်ပေးနိုင်ပါသေးတယ်အဲ့ဒါတွေကတော့ခန္ဓာကိုယ်ကိုမျှခြေဖြစ်အောင်ထိန်းထားတာကိုယ်လေးချိန်မတက်အောင်ကိုယ်ကာယလေးချိန်ကန်နေ့စဉ်မှန်မှန်ပြုလုပ်တာအစားအစာထဲမှာထုံးတက်လို့ခေါ်တဲ့ကယ်ဆီယမ်သတ္တုတစားနဲ့ဗီတာမင် D လုံလုံလောက်လောက်ရရှိအောင်စားတော့ပေးတာလမ်းမှန်မှန်လျှောက်တာစားတာတွေဟာအကောင်းဆုံးဆေးဝါးတွေဖြစ်ပါတယ်ဒါဆိုရင်ကယ်ဆီယမ်သတ္တုတစားကိုဘယ်လိုရအောင်စားကြမလဲဆိုတာကိုဒီဗီဒီယိုမှာဆက်လက်ပြီးတော့ဖော်ပြပေးသွားမှာပါအယိုးတန်မှာထွားချိုင်းစေဖို့အရေးကြီးတဲ့အာဟာရဓာတ်ကကယ်ဆီယမ်ဖြစ်တယ်ဆိုတာကိုလူတိုင်းသိပြီးဖြစ်ပါတယ်ကယ်ဆီယမ်လုံလုံလောက်လောက်ရရှိတဲ့အခါအယိုးဆုံးရှုံးမှုကိုလည်းနှေးကွေးအောင်လုပ်နိုင်ပါတယ်ဒါဆိုရင်ကယ်ဆီယမ်ကိုအများကြီးစားဖို့လိုလားဆိုတာမေးစရာဖြစ်လာပါတယ်တကယ်တော့နွားနိုးနဲ့နိုးထွက်ပစ္စည်းတွေထဲမှာကယ်ဆီယမ်ကြွယ်ဝတာမို့နွားနိုးတွေအများကြီးတောင်းမိရင်လဲနွားနိုးတွေကအဆီတွေတက်လာနိုင်ပြန်ပါတယ်အဆီဓာတ်မြင့်ပြန်ရင်လဲမကောင်းကျန်းမာရေးနဲ့မညီညွတ်တာမို့အများကြီးစားတောက်ဖို့မလိုအပ်ဘူးလို့ဆေးသိပ္ပံပညာရှင်တွေကသတိပေးလာကြပြန်ပါတယ်ဒါကြောင့်ကယ်ဆီယမ်ဓာတ်မြင့်မာတဲ့အစားအစာတွေဖြစ်တဲ့သင်္ဘောရွက်ပြင်းတော်သိမ်ရွက်မကြီးရွက်ကမွန်းကျင်ရွက်စားတဲ့ဟင်းသီးဟင်းရွက်လေးတွေကိုပါထပ်မံဖြည့်ဆွတ်စားသုံးသင့်ပါတယ်ဒါဆိုရင်ကယ်ဆီယမ်ဓာတ်မိများရရှိအောင်စားရမလဲဆိုတဲ့အတွေးကလည်းရှိလာမှာဖြစ်ပါတယ်စေသိပ္ပံပညာရှင်တွေအကြံပြုတာကတော့အရွယ်ရောက်သူတွေနဲ့အသက်50အရွယ်တွေအတွက်တစ်ရက်ကိုကယ်ဆီယမ်1000မီလီဂရမ်နဲ့အသက်52နှစ်နဲ့အထက်လူကြီးတွေအတွက်တစ်ရက်ကိုကယ်ဆီယမ်1200မီလီဂရမ်ရအောင်စားပေးရမယ်လို့ဆိုပါတယ်အသက်ကြီးလာလေအယိုးထိခိုက်ဆုံးရှုံးမှုမြန်လာလေဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အသက်50ကျော်လာရင်ဦးကအစားအစာတွေကကယ်ဆီယမ်ကိုစုပ်ယူဖို့မလွယ်ကူမြန်ဆန်တော့လို့ပါကြောက်ကပ်ကလည်းကယ်ဆီယမ်ကိုထိမ့်သိမ်းစောင့်ရှောက်ထားနိုင်စွမ်းနည်းပါးလာပြန်ပါတယ်ရလတ်အနေနဲ့ခန္ဓာကိုယ်ကြီးကအရေးကြီးတဲ့ဇီဝရုပ်ဖြစ်ပျက်မှုလုပ်ငန်းအတွက်အယိုးတွေကကယ်ဆီယမ်ဓာတ်ကိုခိုးယူပစ်လိုက်တာပါတဖန်ကယ်ဆီယမ်ပါတဲ့အစားအစာတွေအများကြီးစားမိတဲ့အခါစီးကျိတ်ကင်ဆာဖြစ်နိုင်ခြင်းမြင်မာပြီးဒုက္ခရောက်စေနိုင်တာမို့အသက်ရလာရင်ကယ်ဆီယမ်ဆေးပြားတွေအများကြီးမတောင့်သင့်ပါဘူးဒါအပြင်ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ဘိုင်းနာပျောက်ဆေးပြားတွေလည်းအများကြီးမတောင့်သင့်ဘူးလို့အကြံပြုထားပါတယ်အယိုးတိဆောက်ရာမှာကယ်ဆီယမ်နဲ့အတူဗီတာမင် D ကလည်းပါဝင်ကူညီပေးပါတယ်ဗီတာမင် D ဟာခန္ဓာကိုယ်ကကယ်ဆီယမ်ဓာတ်ကိုစုပ်ယူစေရမှာအားပေးကူညီပါတယ်လေးလာချက်တွေအရဗီတာမင် D ဟာအယိုးပါယောဂမဖြစ်အောင်ကာကွယ်ပေးကြောင်းတွေ့ရှိရပါတယ်ဒါကြောင့်တချို့နိုင်ငံတွေမှာနွားနို့ထဲမှာဗီတာမင် D ကိုပါထည့်သွင်းပြီးတော့ရောင်းချပေးကြပါတယ်ဒါအပြင်စီရီယယ်ဥတွေနဲ့ဗီတာမင်အားဆေးတွေမှာပါထည့်သွင်းရောင်းချလေးရှိကြပါတယ်ဗီတာမင် D ကိုတချို့ဒိန်ဂျင်တွေနဲ့အချိုရည်တွေဖြောရည်တွေမှာပါထည့်သွင်းပြီးတော့ရောင်းချလာပါပြီအပူပိုင်းဆုံးဒေသတွေမှာတော့နေအောင်ကြီးဓာတ်ရိုက်ရတဲ့အတွက်နက်နက်စောစောနေကြီးနုနုလောက်
နေပူတဲ့ထွက်ရင်အရေပြားနဲ့နေရောင်ခြည်ဓာတ်ရိုက်ထိတွေ့လိုက်တာနဲ့ဗီတာမင် D ကိုအရေပြားကထုတ်လုပ်ပေးလိုက်ပါပြီနနက်10နာရီကနေညနေ4နာရီအတွင်းနေရောင်ခြည်ကတော့ပြင်းထန်လို့မထွက်သင့်ဘူးလို့ပညာရှင်တွေကအကြံပေးခဲ့ပါတယ်နေရောင်ခြည်လည်းမရအစားအစာတွေလည်းရှောင်ဒါမှမဟုတ်ဇီစာကြောင့်သူဆိုရင်တော့ဗီတာမင် D အားဆေးကိုနေ့စဉ်တောက်သုံးပေးသင့်ကြောင်းပညာရှင်တချို့ကအကြံပြုတာကိုဒီဗီဒီယိုကနေဖော်ပြလိုက်ရပါတယ်အားလုံးပဲဘေးရန်ရဲ့အပေါင်းကနေကင်းဝေးပြီးတော့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ